ဂျပန်နိုင်ငံတွင်ခြေတစ်ဖက်ကျူးထားသည့်သမင်အပေါ်တက်ထိုင်ရန်ကြိုးစားခဲ့သည့်မြန်မာအမျိုးသမီးတဦးဝေဖန်ခံနေရဂျပန်နိုင်ငံနာယာဘန်းကျန်အတွင်းသမင်တကောင်ဤကြောပေါ်သို့အမျိုးသမီးတဦးကတပ်ပုံရိုက်ရန်အတွက်အတင်းအဓမ္မတက်ထိုင်ရန်ကြိုးပမ်းနေသည့်ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့နေပြီးနိုင်ငံတကာသတင်းဌာနအချို့တွင်မှဖော်ပြခြင်းခံခဲ့ရသည်အဆိုပါဗီဒီယိုမှတ်တမ်းထဲတွင်အမျိုးသမီးဖြစ်သူသည်ထွက်ပြေးနေသည့်သမင်တကောင်နောက်သို့လိုက်လံမောင်းနှင်နေသည်ကိုတွေ့ရပြီးထို့နောက်သမင်ကိုအမိလိုက်ကကြောပေါ်တက်ရန်ထပ်မံကြိုးပမ်းခဲ့သည့်ရင်းနှင့်အတူပါလာသည့်အမျိုးသားကမူအဆိုပါဖြစ်စဉ်တစ်ခုလုံးကိုဗီဒီယိုရိုက်ကူးပေးနေခဲ့ခြင်းဖြစ်သည်နိုင်ယာမြို့ရှိသမင်များကိုကူညီစောင့်ရှောက်ပေးနေသည့်စေတနာဝန်ထမ်းများ၏ထုတ်ဖော်ပြောကြားချက်အရဗီဒီယိုထဲပါသမင်လေးမှာမော်တော်ယာဉ်မတော်တဆမှုကြောင့်ရှေ့ခြေထောက်တစ်ဖက်ကျူးထားသဖြင့်လမ်းကောင်းကောင်းမလျှောက်နိုင်ပဲနာကျင်နေသည့်သမင်လေးဖြစ်ကြောင်းသိရသည်စေတနာဝန်ထမ်းများကအဆိုပါမျိုးသမီးလုံရက်မှာတရိษံအပေါ်ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်ပြီးလုံးဝခွင့်မလွတ်နိုင်စရာအောက်တန်းကြသည့်လုံရက်ဖြစ်ကြောင်းပြစ်တင်ရှုတ်ချခဲ့ကြသည်အဆိုပါဗီဒီယိုဖိုင်ပြန့်နှံ့လာပြီးနောက်ဗီဒီယိုထဲကအမျိုးသမီးမှာမြန်မာနိုင်ငံသူတဦးဖြစ်နေသည်ကိုအင်တာနက်အသုံးပြုသူများကစုံစမ်းဖော်ထုတ်နိုင်ခဲ့ကြပြီးအထူးသဖြင့် Instagram X ရခင် Twitter ကဲ့သို့သောလူမှုကွန်ရက်စာမျက်နှာများတွင်မြန်မာဟုနာမည်တပ်ကာနိုင်ငံတကာကဝိုင်းဝန်းဆဲဆိုဖြစ်တင်ဝေဖန်မှုများပြုလုပ်နေကြသည်လက်ရှိတွင်အဆိုပါ post သည်ကြည့်ရှုသူအကြိမ်ရေ6သိန်းကျော်အထိရှိလာခဲ့ပြီးဂျပန်နိုင်ငံသားများနှင့်နိုင်ငံတကာအင်တာနက်အသုံးပြုသူများကထိုကဲ့သို့သောယဉ်ကျေးမှုမရှိသည့်ခရီးသွားများ၏လုပ်ရက်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပြီးတရိษံညှဉ်းပန်းနှိပ်စက်မှုဖြင့်အရေးယူရန်အထိတောင်းဆိုမှုများရှိနေသည်